အထက်ကထာမှာဖော်ပြထားတာယသိ10မျိုးရှိတယ်တဲ့ယသိ10မျိုးဆိုတာအညံ့ဆုံးယသိကစပြောမယ်ဆိုလို့ရှိရင်သားနဲ့မယားနဲ့ယသိဝတ်တော့ယသိဝတ်ဖယ်ဒါပဲသားနဲ့မယားနဲ့အိမ်အောင်နဲ့နေတဲ့ယသိမျိုးကတပုဒ္ဒပရိယာလို့ခေါ်တယ်တခါအဲ့ဒီတဲ့အဆင့်မြင့်ပြီးတော့ကျင့်တဲ့အခါကျတော့ဘာလုပ်လဲဒီယသိကတော့ကိုယ်တိုင်လဲလှုပ်ခြင်းစိုက်ပျိုးခြင်းမလုပ်ဖဲနဲ့လူတွေကစဘာစိုက်ပြီးစဘာတွေရိတ်သိမ့်ပြီးတိနှံတွေရိတ်သိမ့်ပြီးဆိုတဲ့အခါမှာအဲ့ဒီတလင်းတွေကိုလှည့်ပြီးတော့ဆန်လူခံတယ်ပဲလူခံတယ်ပြီးတော့ချက်ပြုတ်စားတယ်အဲ့ဒါကိုအုံစာစရိယယသိလို့ခေါ်တယ်နောက်တတိယယသိမျိုးကတော့ဘာလို့ဆိုအနက္ခိပက္ခိကာမီးနဲ့ချက်မစားဘူးမီးနဲ့ချက်မစားဘူးဒီတိုင်းပဲတိနှံကိုစားတယ်နောက်တစ်ဦးကတော့အတ္တမပက္ခိကာကိုယ်တိုင်ချက်မစားဘူးသူများချက်ပြီးသားလူခံပြီးတော့စားတယ်အဲ့ဒါကြတော့အချာကာရမီးနဲ့ကောင်းမှမီးပူဇော်တဲ့ယသိမျိုးတွေမှာပါဝင်တယ်ပေါ့နောက်တစ်ခါနံပါတ်5ယသိနဲ့နံပါတ်5ယသိကအတ္တမမௌဋ္ဌိကာတော်ရဲဝင်ပြီးတော့သိခောက်တွေကိုခွာစားဖို့ရအတွက်ကြောက်လက်နဲ့ကိုအသုံးပြုပြီးတော့ကြောက်တုံးနဲ့ခွာပြီးတော့သူကစားတယ်အဲ့လိုကြောက်တုံးနဲ့ထိုးခွာပြီးတော့သိခောက်ကိုစားတဲ့ယသိကတစ်မျိုးကြောက်တုံးနဲ့ခွာပြီးတော့စားတာအဆင်မပြေဘူးကြောက်တုံးတွေရှားနေရသေးတယ်ဆိုပြီးတော့မြောက်တွေလိုပါဇက်နဲ့ကြိုက်ခွာပြီးတော့သွားနဲ့ကြိုက်ပြီးခွာစားတဲ့ယသိကြတော့ဒန္တဝက္ကလိကာလို့ခေါ်တယ်အဲ့ဒီကြောက်တုံးနဲ့သိခွန်တွေကိုခွာစားတာရဲ့သွားနဲ့ကြိုက်ပြီးတော့ခွာစားတဲ့ယသိအဲ့ဒီယသိနှမျိုးဟာခုနပြောတဲ့တိဥတိဖုကိုတူးပြီးတော့စားတဲ့ယသိမျိုးနဲ့အလားတန်တူတယ်အဲ့ထဲမှာပါတယ်လို့ဆိုတာနောက်ဆုံးနှစ်ယောက်ကတော့ပဝတ္တဖလဘောဇနာအလိုလိုကြွေကြတဲ့တတိတွေကိုစားရယသိအဲ့လိုကြွေကြတာတတိတွေတောင်မစားတော့ပဲနဲ့ပန္ဓုပလာတိကပုပ္ပသူ့ဟာသူရွင့်ရော်လာပြီးတော့မှကြွေကြလာတယ်ကြွေကြပြီးသားဟာကိုပဲကောက်ပြီးတော့စားရယသိမျိုးအဲ့ဒါကြတော့ပောတဖလဘောဇနာဆိုရယ်ယသိထဲမှာတော့သူကအဆင့်မြင့်တယ်ပေါ့အဲ့ဒါလို့ယသိ10မျိုးဒီယသိ10မျိုးစလုံးဟာတာပတပပိစ္ဆာသာသနတဝိနာတမုခသာသနာတော်ဆုတ်ယုတ်လာပြီဆိုလို့ရှိရင်တော့ယသိတွေပဲကျန်တော့မယ်တဖြည်းဖြည်းယသိပဲရောက်သွားကြတယ်လို့ဒီလိုဆိုတာပေါ့နော်